ဇဝိုင်းမှာသူပြန်ပြီးကျင်နာရင်မှမြင်တာကိုသင်ကြပညာလို့တွက်ချက်ပြီးတော့ပြရခတ်သွားတာကိုစာနာကမလားအကြီးတခါကြီးရနဲ့ထိတရားထိတာနဲ့ညီမြလို့အဖြစ်ဆိုတာသိလားလိုချင်တာရှိတာကိုတောင်းကျင်ပေးမလားမင်းကြီးတဲ့အဖိုးကိုယုံကိုမရှိပါအပြုတ်ဘဝရေးစားထားသမီးစားဘွားထားကြလို့ကြီးမများရအစီထားမြတွေကိုကြော်ဖြတ်လာလက်ထက်ပြစ်သားလေးသစ္စာရွက်နဲ့အချစ်ဆိုတဲ့လော်တတ်ပါပြောနေတာကိုချန်နာတော့ဟာအရှက်များတော့ရကျုပ်ကလက်တီးပြတော့သူကပြန်ပြီးလက်ဝါးတော့ပြတကယ်ပါကြွေပြီးပြောင်းလိုက်မိတယ်ကျွန်တော်နှစ်ယောက်လုံးပြနေရမော်ဒရာနဲ့မဲရာဒေဗီလို့ခေလာကိုတောင်းနေတဲ့ငါလက်ချနေပါတယ်ငါ့ကိုရွေးပါလက်ပြန်နေရပဲအချင်းနေအကောင်းဆုံးနဲ့အသက်ကြတွေလာတယ်သူရဲ့စမ်းစစ်တဲ့ဒီအောင်မြင်သွားတဲ့တရားမှပြင်ပါတယ်လေးပါရဲ့စင်မြဲငါထင်ခဲ့တာတခြားစီမှာဘလို့လဲမင်းရှင်ထဲမှာ